ဟိုကမမိချင်ဘာဒီဝယ်လာလည်းမသိဘူးဟေးလက်ထဲမှာလည်းအထုပ်ဆုံးပလုံစီနဲ့အပေါ်ဆက်စုလိုက်အောင်နေအောင်ငါနိုင်ရန်ပစ္စည်းဝယ်လာသူတိလို့ဖြစ်မယ်ငါမှလည်းအိပ်ပါဆိုအိမ်နဲ့ပြန်ပေါ်မှတက်လာနေဟောပြန်လေးတော့မိကျွဲအမလေးဟဲ့ငါ9ခါ6ခါလာရှိနေနေအော်နဲ့မကြောက်လှလို့ပါလားဟဲ့နေဟုတ်ပြီကြားလိုက်လို့ပါစုစိန်ရဲ့အေးပါအာယုံများနေလို့လေပြင်မလားဈေးဝယ်လာအေးအမလေးတငယ်ချင်းရဲ့ဆွဲကြိုးကြီးကလည်းလက်ထနေရပဲလှလိုက်တာဟေးဟုတ်တယ်လေငါဒီရွှေဆိုင်တွေမှာ update ဖြစ်တဲ့ဒီဇိုင်းတွေဆိုတာချက်ချင်းလိုချင်တာအဲ့နဲ့ငါရဲ့မောင်ကိုပူဇော်လိုက်တာလေအေးပါနေပါဦးဒီလေပြန်ကြိုးလေးလေလှလိုက်တာအေးကြည့်လေကိုင်းကြည့်လေနော်အေးရကိုင်းကြည့်ရတကယ်ချင်းနော်ကြည့်ဆက်နေရောပဲငါ Louis Vuitton ငါ brand design နေကြိုက်တာလေဆိုတော့Louis Vuitton ပဲဟုတ်လာလိုက်တာဟန်ချင်းရောပါလားဟန်ချင်းရောလေငါဝမ်းဆက်ကြိုက်တော့လေဟေးပသိန်းဘလောက်ပဲကိုမစီတကယ်ချင်းငါလွတ်လာလိုက်တာပေါ့အဲ့ဟာလက်စွပ်လက်စွပ်ကတူနေသလိုပဲနော်အေးတူရနော်ဒီပဲဆန်းဝယ်တာငါအပေါ်မှာဟိုဘန်းမာလေးတကယ်ချင်းငါပတ်စံထုတ်ရင်းနဲ့ငါဝယ်လာခဲ့လိုက်တာအပေါ်မှာပဲလေဘန်းနေပတ်စံထုတ်ရင်းနဲ့ငါတခါလေးပဲဝယ်လာခဲ့လိုက်တာအပေါ်ဝယ်လာအပေါ်ဝယ်လာဆက်မတူတာနေမှာဟုတ်လောက်တယ်အဲ့လိုတူတာနေမှာနော်သွားမယ်တကယ်ချင်းသွားပြီတော့ပြီနော်မလေးအဲ့စိတ်မဝယ်လာတဲ့ MV design ကိုငါနိုင်ရမှာတွေ့ခဲ့တာပဲငါမစိုက်လို့ဒီ planting ကို update ဖြစ်တဲ့ဟာကိုယူလာလေနာမည်နဲ့လည်း like တယ်စုစိန်ဆိုတဲ့အတိုင်းyes စုမလေးကြွားကိုကြွားလုံးနဲ့ဟေးခုနကဆိုင်ရညီမလေးပြလို့ငါ planning ကိုကြို့တွေ့ပြီးသားအဲ့တော့ तू မသိဘူးလေငါကနိုင်ရမှာဝယ်လာပြီးသားဒီချင်နဲ့မလေးကြွားလုံးနဲ့